ကောင်းကောင်းနာနဲ့ခင်းပါ good morning ပေါ့နော်ကျွန်တော်က message မပေးခင်ကျွန်တော် message ကျွန်တော်နာမည်ကိုစောသန်းလို့ခေါ်တယ်စောလာသန်းလို့ခေါ်တယ်ခေမနဘလော့ခေကလာ KNU ဘူးစစ်တော်ဌာနမှာကျွန်တော်တောင်းထမ်းဆောင်တယ် export ဌာနမှာပေါ့နော်ဒီတော့ကျွန်တော်ကပြီးမဲ့ message ရနာကန္တာဖြစ်တယ်တစ်ကတော့ ABS ရဲ့ဥက္ကဋ္ဌဟောင်းကိုထွန်းရဲဘော်ကိုထွန်းအောင်ကျော်ဆိုတဲ့ message ဘာဖြစ်လဲဆိုတော့ကျွန်တော်တို့ရှက်ရှိရိတ်ခင်းမှာဆိုရင်ကျောင်းသားတွေနဲ့တနိုင်ငံလုံးကြီးရည်လေးတက်ပါမှာကြာအဲ့မှာစစ်အာဏာရှင်တိုက်ဖြတ်လာတဲ့ချိန်မှာဆန္ဒပြတဲ့ခါမှာကျောင်းသားတွေနဲ့ကျန်တဲ့လူတွေကဘယ်လိုသွားမှမသိတော့ဖြစ်စစ်အဲ့မှာသတ်ဖြတ်နေတော့ကြီးကျယ်လုံနေတာနော်အဲ့မှာတော့ဘာကြောင့်လဲဆိုတော့ KNU ဆိုတာကတဲ့လူသတ်တဲ့အကြမ်းဖက်တောင်းတန်းလူတွေပါတယ်တော့လူတွေကြောက်တယ်မလားရေးကြဘူး KNU ဆိုတာဘာမှလည်းသူတို့မသိကြဘူးဒီဗမာလူငယ်တွေအဲ့အချိန်မှာရဲဘော်ကိုထွန်းအောင်ကျော်ကျွန်တော်တို့ KNU ကောင်းတော်တွေအစောဆုံးတုံးတက်လိုက်ကြားကထုတ်ဖောက်ဝင်ရောက်လာတယ်ဒီတော့သူကနေလာတော့အဲ့တော့ကျူစုပွဲတွေပါနေဆိုတော့နောက်ပိုင်းကျောင်းသားတွေအကုန်လုံးရောက်လာတယ်နိုင်အောင်လို့မိုးစည်းစုံလို့ဘာလို့အများကြီးပေါ့နော်ရောက်လာကြတယ်စီးစီးတွေဟုတ်ပြီသူကချမ်းလည်းအောက်ဘက်ကိုရောက်အထက်ကလည်းရောက်ဒီတော့အဲ့မှာ ABS ရဲ့အုတ်ထအဖြစ်နဲ့ဆိုတော့ပထမဆုံးရက်ကြည်လာတဲ့ရဲဘော်ကျောင်းသားကောင်းဆောင်ရဲဘော်ဟောင်းတယောက်ဖြစ်လို့ဒါကျွန်တော်တို့အစီအမပြုတယ်ဒီတော့ထားအဲ့တော့ကျွန်တော်နောက်မှပြောသွားမယ်ကျွန်တော်အခုပေးမဲ့ message ကန္တာတစ်ခုရှိနေတယ်ထွန်းအောင်ကျော်ထံသို့တိုက်တွန်းစာနောက်တစ်ခါတော့ကျွန်တော်အခု80နာကပ်ပြီးကျွန်တော်ဖြတ်တန်းလာခဲ့တဲ့ကျွန်တော်ကျင့်တော်လာရေးသမိုင်းတစ်လျှောက်မှာကိုတွေ့မျက်မြင်ကြုံတွေ့ခဲ့တာအရာကိုကျွန်တော်ပြောမှာချပြမှာဒါသုံးသပ်ဖို့လေ့လာတော့ခမားတို့နားဆင်တဲ့လူတွေတွေ့လာဖြစ်တယ်နော်ဒီဗီဒီယိုကြည့်တဲ့လူတွေတွေ့ဖြစ်တယ် real the true crime revolution story နော်ဒါကိုကျွန်တော်ပြောမှာနိုင်ငံရေးသမားမဟုတ်ကျွန်တော်တော်လိုင်းသမားကိုတို့တော်လာနေဆိုတာပါလဲဆိုတော့ဟုတ်ကုန်းမောင်ခစ်ကနေဗမာတွေကိုကျွံပြူတော့ကျွံဖြစ်နေဗမာတွေကျွံတော်မျိုးလို့ပြောဆိုရတဲ့ခစ်ကာလာကနေဒီစစ်သမိုင်းဒီနေ့ချိန်ထိတိုက်ပွဲဝင်နေခဲ့တာဘယ်သူ့ကိုတိုက်ပွဲဝင်လဲအဲ့ဒီမဟာဗမာလူမျိုးကြီးဝါဒကိုကျွန်တော်တိုက်ပွဲဝင်နေတာနော်နောက်ပြီးတော့ကျွန်တော်တို့ရပိုင်ခွင့်ဆုံးရှုံးနေခဲ့တဲ့ရပိုင်ခွင့်တွေကိုကျွန်တော်တို့တိုက်ပွဲဝင်နေတယ်တော်လိုင်းသမားနိုင်ငံရေးခံယူချက်နဲ့ကွန်မြူနစ်ဆိုရှယ်လစ်ဘာလို့မပါဘူးဒီဥစ္စာမှာဒါကြောင့်အမှန်ကန်တယ်ပဲကျွန်တော်တို့သုံးသပ်ပြီးကျွန်တော်အမှန်ကန်တယ်ချပြသွားမှာဖြစ်တယ်ဆိုတာကိုကျွန်တော်အခုပထမပြောနေပါပထမဗလာမအနေနဲ့ပြောကြားလိုပါတယ်ဒီတော့ကျွန်တော်ပြောချင်တာ ABS တဲ့ဥက္ကဋ္ဌဟောင်းရဲဘော်ကိုထွန်းအောင်ကျော်ဒီကိုထွန်းအောင်ကျော်ဟာဆိုရင်ဘာဖြစ်လဲဆိုတော့ကျွန်တော်ကင်းတော်လာရေးသမိုင်းတစ်လျှောက်မှာဦးနေဝင်းတို့နဲ့စစ်အာဏာရှင်ဆက်ဆက်ကဦးနေဝင်းကစပါတော့နောက်ဦးနုကအစအဆုံးကျော်တို့သောင်းချမ်းလူကင်သောင်းချမ်းလူအဖြတ်သမားလူသမဝါရမရင်းကျင့်ပါညာလျှောက်ဝါရဖြန့်ထားတော့လဲလူတွေကြောက်တယ်ဗျလူငယ်တွေမသိဘာမှအတွေးဘာမှအတွေးမဖြတ်တန်းလာတော့ကြောက်တယ်ဒီတော့ရှစ်ရှိရခင်မှာကြီးရည်လေးတနိုင်ငံလုံးပါတယ်တတ်တယ်အကုန်ပါတယ်တိုက်ပွဲဝင်စစ်တပ်လည်းရက်ဆက်ကိုနေနေစပ်ဖြတ်ခဲ့တော့တုံးတက်ကြားကြထွန်းအောင်ကျော်ဆိုတော့ကျွန်တော်တို့ကင်ထားအကင်ခေယူဌာနကိုအကင်ယူထိန်းချုပ်နေပြီးတော့ဆုံးလုံးရောက်ရှိလာတယ်အဲ့ဒီကိုထွန်းအောင်ကျော်ကနေစပြပြီးတော့ကျွန်တော်တို့ကင်လာနေသဘောထားအမှန်စီတော့ဒီမှာနောက်ပိုင်းဒီထုတ်ပြန်ကြေညာချက်တွေရတနိုင်ငံလုံးကြောင်းသားတွေကျွန်တော်တို့စီရောက်လာခဲ့တယ်အဲ့ချိန်ကကင်ကြောင်းသားရခိုင်ကြောင်းသားရခိုင်တော့မရှိတော့မွန်ကြောင်းသားတချင်ကျောင်းသားတိုက်ရဖြစ်ပေါ့ကျောင်းသားတွေအဲ့လိုရက်တီလာခဲ့တယ်ဒါကြောင့်မလို့အဲ့ဒီခေတ်ကာလကကျော်တော့ဘယ်လိုသုံးလုံးခဲ့လဲဆိုတော့မဟာမိတ်များဆိုကျော်သုံးမျိုးခဲ့တယ်နော်ကျင်ကောင်းတော့လည်းမညမှာဘူးနော်အခုနောက်ပိုင်းမှာရောက်လာတဲ့လူတွေကြဘယ်လိုသုံးလဲဆိုတော့သူတို့ကခုတ်နံပါတ်တွေနဲ့တောင်ပိုင်းမြောက်ပိုင်းရှေ့ပိုင်းနောက်ပိုင်းတွေရှောက်ချထားတဲ့အစိုးရအတူရောင်အစိုးရတစ်ခုအောက်မှာရှိခဲ့လို့ကျော်တော့သူတို့မဟာမိတ်
သုံးလို့မရကျိုးတို့နဲ့ agreement ဘာမှမရှိခဲ့ဘူးနောက်မှဒါတွေလည်းကြော်ရှင်းမယ်ဒါကြောင့်သူတို့ကြော်ဘယ်လိုခေါ်လဲလာရောက်စစ်တင်လာတဲ့ကြော်တို့ပေါင်းတိုက်လို့ပူပေါင်းတက်လို့ပဲသုံးခဲ့တယ်တိုင်းသားတွေပဲမဟာမိတ်ဆိုမလုံးတော့ဒီ PDF တွေကိုကျွန်တော်တွေ့ပါတယ်ပူပေါင်းတက်ဖွဲ့လို့သုံးတယ်တိုင်းသားကောင်းတော်တွေညံ့ဘူးနော်ဒါကြောင့်မလို့ကျွန်တော်အခုကအဲ့ဒီကိုထွန်းအောင်ကျော်ကိုကျွန်တော်ကဆောအော်လာတိုက်တွန်းလာဟိုကျွန်တော်ပထမပြောမယ်ကိုထွန်းအောင်ကျော်ရဲဘော်ထွန်းအောင်ကျော်ခင်ဗျားတို့စစ်သမိုင်းတစ်လျှောက်မှာ KNU လက်တွဲတိုက်ခဲ့တယ်ခင်ဗျားတို့အတွေးခေါ်တွေနဲ့နိုင်ငံရေးအမြင်ကျင်းတွေစစ်အခင်းကျင်းတွေခင်ဗျားတို့နားလဲတယ်ဒါကြောင့်လို့ခင်ဗျားတို့ကလူကြီးပိုင်းတွေဖြစ်သွားပြီဒါကိုထွန်းအောင်ကျော်ကနေပြီးတော့ရဲဘော်ကိုထွန်းအောင်ကျော်နဲ့ဥဆောင်ပြီးတော့ဒီအခုကျွန်တော်ဖတ်ပြမဲ့လူတွေပေါ့နော်မဖတ်ပြတဲ့လူတွေခင်ဗျားသိပါတယ်မပါဝင်တဲ့လူတွေအများကြီးကျွန်တော်သိလာတဲ့အကုန်မဟုတ်ဘူးတော့နိုင်ငံရဲ့အကျဉ်းသားဟောင်းရဲဘော်ကိုထွန်းကြည်စစ်ကိုင်းသားကိုရဲဘော်ကိုစရာတော်စာရေးဆရာရဲဘော်စက်ကမိုးညို ABS ရဲ့ဥက္ကဋ္ဌဟောင်းရဲဘော်မိုးစည်းစုံတော့မဟုတ်ဘူစောဖယ်ရီဘာဖြစ်ဖယ်ရီကြောက်ခေါ်သူကဖယ်ရီဝင်သားကိန်းရုံဝင်သားကြီး60နဲ့8လား60ခုလားအဲ့မှာဖယ်ရီယာဖတ်လို့မျိုးရဲစခန်းဝင်သိမ်းလာအဲ့မှာမိုးစည်းစုံဖယ်ရဲစခန်းမှာရဲတာကောင်ထမ်းဆောင်တယ်အဲ့မှာဝင်တိုက်ရဖယ်ရီယာရက်မူးနဲ့လုံးဝရဲဖယ်ရီယာစစ်တနပြလို့မပေါက်ဘူးသူ့မှာကောင်းကွက်တစ်ခုရှိနေတယ်ကောင်းလာတစ်ခုကျသူကအဲ့ဒီဒေါက်ဆိုင်ကအဲ့ရဲစခန်းမနီမူရဲ့ဥပဒေခောက်ဆွဲတာအရက်တပါစောက်ပြီးတော့တခါဝင်တိုက်တာတိုက်တော့ရဲတဲ့ကြီးကျယ်ပြစ်တယ် brain ကန်းပါနေနဲ့ brain နဲ့ပြစ်တယ်မပေါက်ဘူးဒါမဲ့သူကအဲ့ဒီမိဇက်ဘက်ကနေပြီးတော့အဲ့ဒီကိုကျွန်တော်တို့ရဲဌာနကိုကာထားတဲ့ဒီစွတ်တန်းကျိုးကိုသူကဖျဲဝင်လိုက်တဲ့အချိန်မှာတခါလိုက်တဲ့ဇောက်ကပေါက်တော့ဘိုက်ရောရင်ဘတ်တော့ချက်ပေါင်းများတာအဲ့မှာစွတ်တန်းကျိုးဒီလိုသူကမောက်ရက်နဲ့ကာယပြုံးဥတွေပွဲအဲ့ဥဖို့သားဆိုင်ကစားလိုက်ခောက်ဆွဲတယ်ထွက်အဲ့ကကျွန်တော်ကဟိုနဲ့စစုံကြောင်းနေဒီအလေရန်ဆင်လာတက်လာဟိုဖတ်လို့အဲ့ကအလေရန်ထိပဲရှိတယ်တို့အလေရန်ဆင်ပဲအဲ့မှာကျွန်တော်တို့လည်းသွားကြည့်ကြတော့သွားကြည့်မှာနောက်မကြပါဘူးအဲ့ဒီရဲစခန်းနဲ့အဲ့ဒီသူ့အမေကအိမ်မက်ပြီးလာပဲဖယ်ရီလာတောင်းနေတယ်ဆိုအဲ့မွေးလာဟုတ်တယ်သူ့မှာတန်ရာတွေရှိနေတယ်ဒါသူကစစ်တပ်တော်ဝါနာပါတယ်ဒါထွန်းကျော်ကိုထဲပါကိုထွန်းကျော်မူသီးစုံတော့မမေ့ပါနဲ့နော်အဲ့ဒီနောက်ပြီးတော့ဘလူးရဆို social media မှာတင်လာတွေ့တယ်ကိုစိမ့်မြတ်နော်နောက်ပြီးတော့ဟိုလေကျွန်တော်ရှင်းနေများကောင်စီမှာကိုရဲဘော်ကိုအောင်ထူးအော်စီမရဲဘော်ဒေါက်တာကျော်နိုင်ခင်းယူထုံချုပ်နေမြေမရဲဘော်နိုင်အောင်ထိုင်းနေသားမှာ social media တင်တဲ့ရဲဘော်ကိုလူမြတ်ကျော်စင်ကာပူမှာရဲမီဒေါ်အိုင်ရင်နောက်ကျော်တို့ဒီ USA မှာခင်မိုးလာဆိုဒီနယူးယောက်မှာနေတယ်နော်နောက်ပြီးတော့ရှင်းနေဦးကြီးမြင့်ကျော်မဖတ်ပြတဲ့နာမည်တွေအများကြီးရှိတယ်ခမည်းတော်ကအခုကတီးတဲ့အတိုင်းပဲအခုငကားနဲ့ပတ်သက်ရှုပ်ချက်ခတ်ပြီးတော့သတင်းနဲ့မျိုးထွက်နေဒါတွေကိုအချိန်တန်ရဲ့တိကွက်ပေါ်တော့အချိန်အခါခွင့်ဆိုတာရောက်လာတဲ့အချိန်မှာခင်ဗျားတို့ဒါတွေပြန်ပြီးတော့ထိနေနေနဲ့ဥဆောင်ညွန်ကြားပေးနိုင်ဖို့ဗမာလူကြီးများအဖွဲ့ကိုဖွဲ့ဖို့စင့်ပြီးနော်ကျော်ဒီတော့မှမပြောနိုင်တဲ့နာမည်တွေအများကြီးရှိတယ်နော်စင်ကာပူမှာရဲဘော်လေးတယောက်တည်းသူကလူငယ်ပိုင်းပဲသူကထောက်ဖို့လာသူ့နောက်မှာဟိုလေဘီယာတွေမတ်တစိမ့်နဲ့သူစကားပြောတယ်အဲ့လိုရဲဘော်လူငယ်တွေတက်ကြွလူငယ်တွေဖွဲ့စုစည်းတော့ဒီတာဝန်တွေခွဲဝေတော့ခင်ဗျားတို့အခုချိန်မှာကတော့ပေါက်စောင့်နေရတော့မှဗျိုင်းစောင့်နေဆုံးနောက်ကြပြီလို့ကျွန်တော်ထင်တယ်မနောက်ကြသေးဘူးရင်လည်းအခုအများနဲ့စူးစီးဖွဲ့စည်းပေးဖို့ကျွန်တော်တိုက်တွန်းဆော်ဩလိုပါတယ်နော်ကဲဒုတိယအချိန်ဒီ NUG ရဲ့လာယာနဲ့လာယာလမ်းကိုကျော်တို့ကဒီစစ်အာဏာသိမ်းပြီးဒေါ်စုစီလက်ထက်ကအာဏာသိမ်းလိုက်ကျော်တော့စောင့်ကြည့်နေခဲ့တယ်ဘာတွေဖြစ်လာမလဲဆိုတာဒါတွေဖြစ်လာနိုင်မယ်ဆိုတော့တွေးထားပြီးသားပဲဘယ်လိုပုံစံနဲ့ဖြစ်လာမလဲဒီ NUG ဆိုတာဥနုရဲ့ဖုတ်ကောင်ကြီးနော်အဲ့ဒီတော့ NLD ရဲ့ဥနုရဲ့ဖုတ်ကောင်ပဲဒုတိယစစ်တပ်ပါတီအမောင့်ဖြတ်တွေလုပ်ဖို့ဝင်လာတဲ့ဥနုရဲ့ဖုတ်ကောင်ပါတီဘာကြောင့်ကြော်ဒီလိုအတိအကျပြောကျွန်တော်ခင်ဗျားတို့ကျင့်သမိုင်းကိုပြန်ခင်းပြမယ်
ဘာဖြစ်ကင်းတော်လိုက်စခဲ့တဲ့အချိန်ကစပြီးသိမ့်လိုက်ခဲ့တာတခါနေမိကြခင်ဗျားတို့သိရတယ်ခုနမိုင်ဆိုးရပဲကြတယ်ဒီချိန်မှာဝါဝင်လာတော့ဝါတွင်းကာလမလို့တဲ့ကျွန်တော်ဗုဒ္ဓဘာသာနိုင်ငံဆိုတော့စစ်မတိုက်တော့ဘူးတဲ့ဟိုနဲ့ဘာလဲစစ်ကိုပြင်ငိမ့်ထားမယ်တဲ့ဟာကရင်ကလည်းအဲ့ချိန်မှာ95ရာခိုင်တော့ဗုဒ္ဓဘာသာနဲ့နှက်စားခင်တယ်ဗျနော်ဒီတော့ဗုဒ္ဓဘာသာကဟုတ်တယ်မှန်တယ်ဒါတို့ကဗုဒ္ဓဘာသာနိုင်ငံစစ်မတိုက်ဘူးခရစ်ယာန်ခေါင်းဆောင်ပိုင်းတွေကဘယ်လိုဟာဦးလူပြေးတော့မယ်အကွက်ရှာနေပြီဒါအချိန်ဆွဲသူထွက်ပြေးမှာအဲ့လိုမိုင်းတီဂျင်းတီတယ်ဗောနော်စစ်မတိုက်တော့ဦးနုကပဲဟုတ်မလဲသူကနောက်ပိုင်းကသူတို့ကို guide လုပ်နေတဲ့ထိတ်ပြောင်ကြီးတွေရှိတယ်ဟိုကဝင်ထိတ်ပြောင်ကြီးတွေအကြံဉာဏ်နဲ့ဘာဖြစ်ဦးနုအာလာတဲ့ဒီထိတ်ပြောင်ရဲ့နောက်ကနေ spotting လုပ်ခဲ့တယ်ဒါကြောင့်ဦးနုကဝန်ကြီးချုပ်ရသွားပြီးတော့သူကအဲ့လိုကြီးညာလိုက်ဗုဒ္ဓဘာသာနိုင်ငံဖြစ်နေကြီးညာလိုက်တယ်ဒီတော့ကျွန်တော်ပြောချင်တာကကျွန်တော် message ပေးချင်တာဦးနုကခုနကဘိုးလေးကျွန်တော်တို့သူကအဲ့ body ညောင်မင်းကိုပင့်တယ်ဆိုပြီးတော့စီဟိုသွားတာပေါ့နော်စီဟိုလည်းအိန္ဒိယသွားတာပေါ့နော်အိန္ဒိယသွားတဲ့အချိန်မှာသူဘာလုပ်လဲဆိုတော့အာရမန်ကျွန်းတော်ကိုကျွန်တော်တို့กินနေ2000 3000လောက်ရှိတယ်ကျွန်တော်တို့กินနေတဲ့အများဆုံးဒေသအောက်ဆွဲကကျွန်းဒါဗမာပိုင်မြန်မာပိုင်ပေါ့နော်အဲ့ကပလီကျွန်းလားကျွန်တော်တို့လက်ထက်မှာတော့ကျွန်တော်တို့တွေကပါလဲဆိုကပလီလူဘူးညိုကလေးများကိုတိုင်းသားတွေမှာသင်ကြားခဲ့ရတယ်အဲ့ဒီနောက်ပိုင်းနေဝင်အနာသိမ်းမှာတဖြည်းဖြည်းနဲ့တိမ်မြုပ်ပြောက်ခွဲသွားတယ်နောက်တော့အိန္ဒိယပိုင်ဖြစ်သွားတယ်ဒီတော့သူကအဲ့ကျွန်းမသိလားထိုးပေးပြီးတော့ brain carrier တွေကိုမေယူစင်မောရအောက်ထဲမှာထည့်လာတယ်အပေါ် body brain ကြီးကိုတင်ထားတယ်လာတော့တခါလူရန်ကုန်မြို့ကလူတော့ဒေါပုံလာပါလေစာကေတလာအဲ့မှာသင်္ဘောချင်းရှိရဟာနောက်နတ်စားနေနဲ့နတ်ခန်းလိုက်ကျူဆိုပြီးတော့ရွှေစုံဘေးနာသွားပြီးတော့စိုက်ထားလိုက်ရောညကြတော့ brain carrier လည်းမေယူဘိုက်ကြထွက်လာပြီးကရင်တွေသမားတော့လာဗောဟာ KNDO တို့ကတော့ပြေးထွက်ပြေးကတောင်းကမြောင်းတွေနင်းစားခံရမတရားနင်းစားခါပြစ်လို့မှမပေါ့သွားစမ်းကာလာတဲ့တန်လုံကားယူ brain carrier ဆိုအဲ့မှာ KND ဆိုတော့စစ်ရှုံးခဲ့ရတယ်ဥနုရဲ့လက်စားမှုနော်နောက်အောင်ဆန်းကိုစက်ခဲ့ရပါဘူးလေဥနုဆိုတာကျွန်တော်တို့ KN လူကြီးတွေအကုန်သိတယ်ဥနုရဲ့စနက်ညာဆိုတာနော်အဲ့မှာဥနုစတာဘယ်လိုလဲတခါလဲအဲ့မှာသူတို့ပြောပါတယ်အဲ့ဒီဟိုတဲ့ကလူစသမားလုံးဝမဟုတ်ပါဘူးဘာဖြစ်အဲ့မှာလူစသမားထွက်ပြေးပြီးတော့ဘကိုးဘက်လာအဲ့ဒါကျွန်တော်တို့ KN ရတဲ့စစ်ပလိတ်တွေရှိတယ်စစ်ထောက်လိုက်တွေရှိတယ်ဘကိုးမှာဖမ်းမိတယ်ဒီကောင်ကိုသိချာမေးတော့အမှန်တည်းဖွင့်ပြောလိုက်နော်အဲ့တော့ဒီစကားဘာဖြစ်မပြောကြလဲဦးနေဝင်းတော့သွားစတဲ့အချိန်မှာတစ်ဖက်ခန်းမှာစိတ်ပတိစိတ်လို့ဖရာကိုပြုတ်နေတာဘယ်သူလဲဦးနုမဟုတ်လားဟိုကဝင်ကမျက်စာပြက်ဟိုဘက်ခန်းတော့ဟိုဘက်ဝင်သွားတော့အဲ့မှာဦးနေဝင်းကိုယ်တိုင်မေးဘယ်သူလဲအောင်ဆန်းဆိုအောင်ဆန်းလဲငါပဲအောင်ဆန်းဆိုတာချတယ်လို့ဒါတွေဖုံးကွယ်ထားတယ်ခင်ဗျားတို့ဘာဖြစ်ကျွန်တော်တို့ကရင်တယ်အဲ့မှာကရင် CIA တွေပေါ့နော်မို့ဆိုဥစားတင်တယ်တော့နောက်တော့ဖတ်လို့မပြန်လာနေတယ်သူကိုယ်တိုင်ကျွန်တော်ပြောပြတာဖန်စစ်ဆေးတဲ့ကမှာအကုန်ပြောပြတာအဲ့မှာကျွန်တော်ဂလုံဦးစောမဟုတ်မလဲ6တိုက်ခံရတယ် तू ကခံရတာလဲတွန်းခွက်ကြီးပြ तू ကလက်နဲ့သွားထုတ်ထားတာကိုပြောဂလုံဦးစောသဘက်တွေကို तू ကအပေးယူလို့ပြီးတော့မွေးထားလိုက်တာဒီတော့အဲ့ဒီကောင်မေးတာ तू ဘာဖြစ်လို့ဦးနို့မင်းတို့မပြတ်တာခေါင်းဆောင်လို့တဲ့နေကွန်းကဘယ်လိုပြောလဲဆိုတော့တဲ့အာယုံပြုတ်နေတဲ့ဖះအခန်းထဲမှာအာယုံပြုတ်လို့အောင်ဆန်းတို့စီဝဲတဲ့ဒီဘက်ခန်းဟိုဘက်ခန်းမှာဖះရှိခိုးခန်းကျအဲ့ဝန်ကြီးများရုံးမှာဒါကြောင့်ကျွန်တော်မစတ်တာတဲ့သူ့ထားခဲ့ရတယ်အဲ့လိုဥဆောင်လိုက်လူတာခိုင်းတော့ပြောလို့ဒီတော့ဂလိုးဆို6တိုက်ခံရတာနော်ဒါကိုကျွန်တော်ပြောပြဒီစနက်တဲ့ဥနုတွေပဲဥနုဟာလူရုပ်မှတယောက်နော်ဗမာလူမျိုးယူဝါဒရဲ့လက်ကင်တော့ရှေ့ကနေဗန်းပြခိုင်းထားတဲ့ပုံကိုဒီတော့ကျွန်တော်ပြောပြမယ်88ရေးခေအဲ့မှာဥနုကသူကတိုင်းပြည်မှာကရင်တာဖြစ်လို့ကြတဲ့ရဲဘော်ညီတို့တခင်အောင်ဆန်းလူတို့သူ့လူတယ်ဘယ်သူလဲဒီသခင်သန်းထွန်းတို့လေသူမသိရဖြစ်ပြက်လာမဲ့သူပြောလာဗမာပြဖားတဲ့နိုင်ငံဖြစ်သွားမယ်ဆိုတော့သူပြောလိုက်ဒီတော့သခင်သန်းထွန်းနဲ့စာရောက်ဒီမှာမရညီကိုနဲ့ချင်းတွေ့တော့နေရာယူထားတော့ကတော့
နိုးမဟုတ်ငါတို့ကောင်လည်းနောက်ကြမယ်ဆိုအဲ့မှာလွတ်လိုက်ရပြီတရက်နဲ့ပဲတခင်လမ်းသူတိုင်းတက်နဲ့လာတော့ခိုးသွားတဲ့တာအောင်ဒီနေရတယ်ဘူးရုံးမအောင်အခြေခံခြေကုပ်စကန်ယူထားရတယ်ဒီအဲ့မှာတနိုင်ငံလုံးဝတိုက်ပွဲဝင်လာတဲ့အလာနီအလာမြူအလာနီလာဘာလဲနော်ရဲဘော်ဗျူလာနောက်ပြီးတော့ဖြူစောထီလာဘာကပါလာအမျိုးမျိုးအဲ့ဖြစ်တဲ့ချိန်သူကဘယ်လိုဆိုဒီကောက်လို့ဖြည့်ရှင်းမနောက်တဲ့ကြောပိုးဖို့သူကထွက်ခွာဖို့နေဝင်းကိုစာရေးပြီးတော့ဘုံနေဝင်းခဏအာလာသိမ်းပါသူကနေဝင်းခေါ်တင်တာကလည်းဒီလိုအကြောင်းရှိတယ်နေဝင်းကသနာကလေးကနေတိုင်ဘူးပြပြင်မလာနာကနေဝင်းကဘာမှတိုက်ပြုတ်ချုပ်ဖို့လဲသူမစင်စားခဲ့ဘူးဘာမှသူမစင်စားသူကမြင်းလောင်းရမယ်ဒီအငိမ့်သမားအငိမ့်ကောင်းဆောင်ချောချောလင်းပျော်ရပါရမွေးရမယ်ဆိုပြီးသူ့လောက်ကဒီတော့ဒါကိုဒီတယောက်ကပြပေါက်ခေါင်းသားနေဝင်းကိုဦးနုတို့မဟာဗမာလူမျိုးကြီးဝါဒကတွေ့တော့ကုတ်တင်ပြီးတော့ဒီကောင်ကတော့သုံးချရမယ်ဆိုတော့သူတို့ထင်တာဟိုလေရအပြောဘယ်များမဟုတ်သူတို့လိုဆွဲကနိုင်တဲ့ရုပ်သေးလေးဆိုသူထင်တာဟိုကတယောက်ကပြနော်ဒီတော့အဲ့မှာသူတို့လှုပ်ချင်တာလှုပ်လို့မရဘူးတိုင်းလာပေါင်းလို့ငါရှိနေတယ်တိုင်းလာတဲ့ဒီအထက်လို့တော့အောက်လို့တော့မှရှိနေတယ်ဒီအစိုးရအတိုင်းမှာတိုင်းလာတဲ့ရှိတော့လှုပ်ချင်လို့ကာကွယ်ရေးဦးစိုးကြောကလည်းကာကွယ်ရေးဦးစီးချုပ်လည်းကြင်ရမယ်ရေတပ်ဗိုလ်ချုပ်လည်းကြင်ရမယ်စောကြတို့လေတပ်ဗိုလ်ချုပ်ကလည်းဖတ်တိရှိရှုဦးသိန်းဖေးလားဦးသိန်းမြင့်လားဒီတော့သူတို့လှုပ်ချင်တယ်လှုပ်လို့မရတော့အဲ့ဒါနေကအာနာသိန်းကိုင်းတော့တော်နောက်လည်းကျူးကင်လိုက်တယ်ဦးနုကအာ6လလောက်အာနာသိန်းကနေကအဲ့သူရေးတဲ့စာတို့ကခေရင်ဌာနချုပ်မှာရှိပါတယ်အဲ့ဥစ္စာကိုနေကအာနာသိန်းလိုက်တယ်သူကနေကခေါ်တင်တော့ဗိုလ်ချုပ်တင်စမိတ်တော့အောင်ကလောအောင်မမဲ့အခြေကျုံသွားထားလိုက်ကဲနေဝင်းရအဲ့ထိုင်ကိုတစ်ချိန်ကတစ်သားထိုင်ကတော့ထိုင်နေဆိုဖာထိုင်ကတော့ထိုင်တော့ပိုးတော့စိန်ကြမတော်မှသိတာဗောဒီတော့သူက6လပြည့်နေဝင်းအာနာမသိတကယ်ကိုဖားမျိုးအာနာသိမ်းလိုက်တော့လား60နှစ်မှာအဲ့မှာကျောင်းသားတွေကြီးကျယ်စီခဲ့ပါလေ300ကျော်လောက်စီခဲ့ထွက်ပြေးလွတ်မြောက်ကျော်စီတာတချွတ်လောက်ပေါ့နော်ဒီကိုတင်မောင်ဝင်းတို့ဦးရဲကျော်သူတို့ဒါလည်းကျော်တို့လက်တွဲလုပ်ခဲ့လို့ကျော်စီတာအဲ့နောက်ပိုင်းကျဘယ်လိုလဲဆိုကျော်တို့ဦးနုဟာထွက်ပေါက်ရောက်နေဝင်ထွက်ပေါက်ဖွင့်ဆိုအိန္ဒိယနယ်ထွက်ပြေးရှင်းစရာကဘာပတ်ပြီးရှောက်လိန်တော့တာပဲနော်လိန်ပြီးတော့သူကဘယ်လိုမှာခဲ့လဲငါနောက်ကနေပိုးမယ်မင်းရှိကတိုက်ဒီ KNU ပြတ်သွားကြတဲ့တော်လိုင်းနေပြတ်တယ်ဆိုတော့အဲ့မှာသူတို့လိုဝက်ချက်နဲ့ထွက်ခဲ့တယ်အဲ့မှာဒီအမေရိကန်နိုင်ငံကဘယ်သမ္မတကြော်နာမယ်တော့မေ့နေအဲ့သမ္မတတွေကိုသူလာပြီးတော့လိန်လဲပြီးတော့ငွေနဲ့သန်းလောက်ရတယ်လို့ကြားရဲ့အဲ့တော့အဲ့မှာနောက်ပိုင်းသူက KNU ဒါလည်းအင်အားကြီးလာပြီဟိုအင်အားကြီးလာဆိုတာဂိတ်ကောက်လေးတယ်တော့ဒါပေမဲ့လက်နက်ကတော့ဟိုရင်းရန်လူဆရာကြီးG3 နဲ့ rifle နဲ့ single blind တော့ပဲရှိတယ်တော့ဟိုလုံးပေါ့6တယ်မော်တာလေးတွေဘိုးတော်ကတို့မော်တာကွန်မန်ဒို3မော်တာလေးတွေရှိတယ်ဦးနုကတခါလဲမမဆန်နဲ့ဘုံများနဲ့လာတွေ့တော့သူလည်းတိုက်မယ်သူပေါင်းတိုက်မယ်ဆိုတော့သူကအဲ့မှာသူတက်တီထောင်ခွင့်နေစားမတချောက်ပေးဖို့ခင်ယူလာတောင်းတယ်ခင်ယူကပေးလိုက်ပါလေသူ့ခြေလမ်းအောင်ကြည့်ချင်တော့အဲ့မိုးတောင်ဌာနချုပ်ဖြစ်နေသူထားတယ်နောက်တော့ဒီနိုင်အိမ်တော်တို့နော်ဒီဖျားဆုံးသူတို့ဒီတမတ်တေတို့တမတ်6နယ်မြေတို့ဟုတ်တမတ်ဆုံးသူတက်ရတော့ပြည်ချစ်ပါတီတို့ဒီထောင်တော့သူ့ပြည်ချစ်တက်မလို့အဲ့ထိရောက်တယ်လက်နဲ့တွေကကောင်းအောင်လူတွေဝင်ကြတော့ဦးနုကတအားဟိုနေလက်ဆောင်မှုကောင်းတယ်ခါရဲအဲ့မှာဘလူတွေပါလာဘူလက်ရာလို့နောက်ဦးတင်ပြောနေဒေါက်တာလှကျော်စောလာပါလာကျွန်တော်မိဒေါက်တာကျော်စောလာအဲ့ဒီအဖေဘူကျော်စောလို့ကရင်တွေကလည်းမိုင်းထိခံလာတဲ့စောကြလူတို့ပါလာသခင်ရှိန်တို့ပါလာအများရွာကြောင်းနာမဲ့မိတ်ကုန်ပြီအဲ့မှာသူတို့ကအင်အားကြီးပြီးတော့ခြေနေမှာသူတို့က0 hour ကိုချလိုက်ကရင်တော့ကျော်ပို့အဲ့မှာသူတို့တိုင်မင်လာတော့ကရင်ကအတိအကျအခိုင်မှာသတင်းရတော့စစ်ကိစ္စကိုစစ်ပဲဖြေရှင်းမယ်ဘူမြကိုယ်တိုင်ဦးနုကြီးမာလိုက်တယ်ဦးနုကြီးမဲဆောက်လာတယ်စီဝညတစ်ပိုင်းနဲ့တွေ့ဒါမဲ့ဘူမြလည်းစာမတလေကြီးလာဗျသူတတ်တဲ့အကုန် stand by already အမိတ်ရနဲ့ချဆိုတာလောက်ထားပြအစည်းအဝေးကစီဝခန်းထဲမှာအဲ့မှာစာမရဒီတလုံးသူသွားတယ်အုတ်ထနုဘိုးချုပ်နုကျွန်တော်နိုင်ငံခြားမိတ်ဆွေတယောက်ပို့လာတယ်တာမယာစည်းလေးတလုံးချင်းတလုံးချို့တယ်တချမ်းချင်းတချမ်းချို့တယ်လို့ပြောတယ်ရော့သူကမောင်းကြလာထုတ်တော့လီးဖြတ်ပြီးတော့ဦးနုပေးလိုက်ဦးနုကပြပြစားကြောဟာချင်းတယ်ဘိုးမြဘိုးချုပ်မြဟုတ်လား
ဒါဆိုဒီချမ်းတော့ချုံမတင်ဆက်ပြီးဟာဒီချမ်းလဲချင်းလဲဘုံများထားရမှာပြောမင်းနဲ့နေဝင်ဘယ်လိုပဲကိုကွယ်ပြမင်းတို့နဲ့ချမ်းတော့ငါတို့ကင်ပေါ့ချင်းတာအတူတူပဲ24နာရီတွင်ဒီကထွက်သွားမင်းအသက်ငါအမကမပေးနိုင်ဘူးတော့ဦးနုလည်းထွက်သွားတရားဘုံများကလာမြေပြောလိုက်ပြီစက်နဲ့သူ့လူရဆင်လက်မိုးချောတော့ဝင်စီးရအဲ့မှာဦးနုစကန်းနေတပြိုင်နဲ့ခေယူနေမိတာတပြိုင်နဲ့ပဲဝင်စီးတော့ဟာခါလေပီချစ်တတ်တယ်ဆိုတော့လေသားမယားတွေကပြန်မဆင်းနိုင်ဟုတ်ကလည်းဘိတ်တူဘက်ကလည်းလာကျူးသူတယ်ဟိုကပြကဲတော့ဖြတ်ထားပြီးပဲရထားဟိုအရင်တော့ကာလန်ဟောင်းပေါ့နော်အင်္ဂလိပ်ခေတ်ကဖောက်ထားဘိတ်တီကနေမော်ဒ်မြန်တီတမ်ယူဇာတီလာဟောင်းကပိတ်ဆို့ထားပြီးရဲ့သူကသမလာကြီးကျယ်ပေါ်မှာရှိုးမြောင်တော့ဘိုက်တွေကားရသွားလေးကျဲပြီးစီကခလေးလူကြီးမိမတော့ဘုံပဲဦးနုလောက်ခဲ့တာကင်းရစမ်တမယ်လက်ရလာနော်ဒီအပိုင်းတွေကိုသတိထားပါမင်းတို့ PDF တွေဒီတော့အဲ့မှာသူလှုပ်လို့မရတော့အကုန်လုံးကတခါတည်းမှာဒုက္ခတွေရောက်သိတဲ့ကောင်စီဆိုတော့ဦးနုကတခါမှဆင်းလာမဟုတ်မိုးတောင်ကိုဘန်ကောက်မှာနေတာအဲ့ကဘန်ကောက်ဆန်ရောနေမောင်နေဝင်းဒီလိုလှုပ်ပြီးလမ်းဖွင့်လာဟာမောင်နေဝင်းကလည်းစံပြင်စမစံငါရနာတင်ပွဲဆိုစံငါစံစပွဲတွေလှုပ်ပြီးတော့တခါတည်းလူငယ်ချမ်းသာခွင့်ပေးပြန်ခေါ်တယ်အဲ့တော့သူတို့ကြေးမုံတို့ကပါသူတို့ရင်းလာတယ်ဖိတ်ခေါ်တယ်အားခေရင်လည်းပြန်လာပါကိုညီကိုသဘောထားကွဲလို့ရံဖြစ်ပြီးဆင်းသွားလာပြန်လာပါအချိန်မျိုးရင်ဖွင့်ကြိုးဆိုရတယ်လူငယ်ချမ်းသာခွင့်ပေးဟာသခင်ရှင်တို့ဘာလို့ပြန်မလို့မရမကြဦးနုပဲပြန်ရောက်ပြီးတော့တခါတည်းဟာကျွန်တော်တော့နိုင်ငံရေးဘာမှမလုပ်တော့ပါဘူးဒီတော့ကျွန်တော်ကိုရင်ဘီကသုံးပုံကိုအင်္ဂလိပ်လိုဘာလာပြန်မယ်ဆိုအလံပြဖျားမှာသွားပြန်နေပြီးတော့လုပ်တယ်လို့ပြောနေတယ်နောက်မကြဘူး88မှာလူလူအောင်ကြွမှုចောင်းသားတွေဥဆောင်လို့တော့လူလူအောင်ကြွအောင်ဖြစ်လာမျက်လုံးပြိုးတနိုင်ငံလုံးကြီးရည်လေးပါလာတော့ကြောက်သွားပြီးတော့တခါလဲဦးနုကအဖြက်မောက်ထလို့ဝင်လာတယ်လူလူကြားထဲမှာကျွန်တော်လာလေဝင်ကြီးချုပ်ပဲကျွန်တော်နေဝန်းအနာတိုင်းကကျွန်တော်လက်ရှိအစိုးရဖွဲ့စည်းနိုင်တယ်ပါညာလျှော့ပြောလူလူစိတ်ဝင်လာစိတ်ကိုသူ့အကြောင်းကိုသိနေထားတယ်တချို့ကအဲ့ဒီချိန်မှာပဲအောင်ဆန်းစုကြည်ကလည်းဒေါအောင်ဆန်းစုကြည်ကသူ့အမေနေမကောင်းတာပြန်လာခဲ့တယ်ပြန်လာခဲ့ပြီးတော့သူကအဲ့ထဲမှာတက်ပြောလိုက်တယ်ဟာအဲ့မှာလူလူကစိတ်ဝင်စားရဲ့အောင်ဆန်းသမီးဘိုးကျောင်းဆန်းသမီးဆိုကျူဆိုကြတယ်အားပြီးတော့ဦးနွယ်မှာမြင်သွားပြီနော်သူ့ဖုတ်ကောင်ဝင်သားသွင်းဖို့ဝင်သားတော့ပြီးသွားပြီဒီတော့သူမွေးရမယ်သူကေတာဟာဒါပဲဆိုတော့သိတော့ဒေါအောင်ဆန်းစုကြည်ကိုသူ့ရဲ့ဘောမီချွတ်ထားတဲ့တက်မလို့ရဲဘော်ဟောင်းတွေဝင်းရံခိုင်းပြီးတော့အဲ့မှာအကုန်ပါလာကိုပိုးတော့နောက်ပိုင်းကျတော့ဒီ NLD ပါတီဆိုဖြစ်တော့အဲ့ဒီပါတီကိုကြည့်လိုက်ဘိုးကော်မတီကဘိုးချုပ်တွေစစ်တပ်ကထွက်တယ်ဘောမီချွတ်ထားတဲ့ခေါင်းဝန်းသားနဲ့တိုက်ပုံဝတ်ထားတဲ့လူတွေနော်အောင်ဆန်းစုကြည်တယောက်ပဲမဟုတ်ဘူးနော်စစ်တပ်ကဒါမဲ့အယောင်သွေးပါတယ်သူ့အဖေဒီတောက်တီဆောက်ထားတဲ့စစ်သားတယောက်နော်ဒါကြောင့်လို့အောင်ဆန်းစုကြည်ကအဲ့တော့သူပြောစစ်သားကိုသူမမုန်းတဲ့စစ်သားတွေကရဲဘော်ကြီးကသူ့ချီပွေခဲ့တယ်တဲ့ဒီတော့စစ်သားတွေကိုသူချစ်တယ်တဲ့တတ်မလို့သူချစ်တယ်တဲ့နော်သူ့စကားဒီတော့သူ့ကိုဂျင်းထည့်ထားပြီးဦးနုကအဲ့တော့သူနေလာနဲ့အဲ့မှာ90မှာသူမဲနိုင်သွားတယ်မဲနိုင်ပဲဟိုကသူ့ဖမ်းချုပ်တယ်နော်ဖမ်းချုပ်တော့နောက်သူပြန်လွတ်တယ်လွတ်တဲ့ချိန်မှာသူပြောလိုက်တယ်ဖေတိုက်လို့ရထားတဲ့ဒီနိုင်ငံနေနေမျိုးသူသမရအုတ်ချုပ်ချင်တယ်တက်တန်းတစ်ခုလောက်ဒီတော့ဦးသိန်းစိန်ကလည်းပဝါနနာပဲဦးသန်းရွှေကလမ်းဖွင့်ပေးမောင်ရွှေသေးအောင်လည်းသွားတွေ့တယ်တွေ့ရကမှဘာပြောလိုက်လဲအောင်ဆောင် operation ကိုထုတ်ပြလိုက်နော်မင်းအဖေရေးဆွဲခဲ့မူတို့ကလိုက်နေတယ်မပြည့်စုံထိနေတတ်မလို့ရဘယ်သူမှမလုပ်ဘူးတို့ကလှုပ်ထားတာမင်းအဖေရေးဆွဲတဲ့မူယူမင်းဘယ်တော့မှမဖြက်စီးနဲ့တို့တတ်တော့မှဖြက်စီးဆိုတော့မင်းဆက်တန်းအုပ်ချုပ်မှုတစ်ခုပဲပေးမယ်ဆိုတော့ပြန်လာတော့နောက်ပိုင်းဦးစိမ့်စိန်လက်ထက်ပြီးတော့ဒေါ်စုရတဲ့ထောင်အောင်လွတ်လာတော့သွားမှာမဲရွစုတက်သွားတယ်ဒါမဲ့နိုင်ငံကိုတိုးတက်စီတာကဦးစိမ့်စိန်လက်ထက်မှာနည်းနည်းဖွင့်ပေးတယ်ဖုန်းတွေပါတယ်အကုန်လုံးနေပါပေါ့ဗျာလမ်းပန်းလေးပြုပြင်ပေးတယ်အခြားဆက်သွယ်ရေးတို့မီဒီယာတို့ဖွင့်ပေးတယ်ဘာဖြစ်ဒါနဲ့နောက်ကျနေပြီထိုင်းနိုင်ငံပြီးခဲ့တဲ့20ရာဒီနိုကီယာတို့ဆွီမန်တို့ဘာလဲဟိုဖုန်းတွေကြော်တို့ကင်နေတာဝါနေပြီအဲ့ကြောင့်ဘုံမှာပြဖုန်းတွေကကင်နိုင်တယ်နောက်ပဲဒေါ်စုလက်ထက်ကြတော့တိုးတက်လာတော့ဟိုဘာလဲ Messenger တို့ဘာလို့ဒီဥစ္စာတွေသုံးနိုင်တဲ့ခေတ်ကိုရောက်သွားတော့ဗောနော်အဲ့တော့
သူ့လက်ထက်မှာသူတအားပြတော့သူတိုးတက်ကောင်းမွန်သူလုပ်သွားတယ်ဒါမဲ့သူစကားပြောလိုက်တဲ့ခုကအကြောင်းသားတွေဝိုင်းမေးတဲ့စကားနော်သတင်းမီဒီယာမေးတဲ့စကားသူကဘယ်လိုလဲပြောလူတွေကတဲ့တဆိတ်ဆိုလက်လက်ကင်တော်လံပုံကတဆိတ်လက်လက်ကင်ဒါတွေကခင်မီမီတော့တဲ့ရှေ့ဟောင်းလူတွေရဲ့အတွေးခေါ်အလုပ်ရက်တယ်တဲ့နော်ခင်မီမီတော့ရှေ့ဟောင်းလူတွေလောက်အတွေးခေါ်တော့သူကလက်လက်ကင်တော်လံတော့မကြိုက်ဘူးငြိမ်းချမ်းတိုက်ပွဲဝင်ဖို့ဒါမဲ့သူရင်ဆိုင်နေရဘယ်လိုလူတွေလဲမန်ဒဲလာရင်ဆိုင်နေရလူဖြူဆိုတဲ့လူသားပီစားပြီးတော့ကျော်လို့ပဲလို့လူဟိုရင်းပေါ့နော်လူစိတ်ရှိတဲ့လူဖြူတွေနဲ့ရင်ဆိုင်လာဒါမန်ဒဲလာတစ်ချိန်ကသူကထောင်အောင်လုပ်ပြီးတော့သမရဖြစ်တယ်နော်လူသားပီစားတဲ့လူတွေလူဖြူတွေတိုးတာအောင်ဆန်းစုကြည်ဒေါအောင်ဆန်းစုကြည်တိုးနေတာကလူစိတ်ဆန်လူငနွားတယ်လူဘလူတွေဘယ်တော့လူစကားနားမလဲဘူးဆိုတာသူမသိဘူးလားသိရသားနဲ့မသိအောင်ဆောင်လုပ်တာလားဒါတွေစဉ်းစားကြတယ်နော်ရောဆက်ပြောသွားမယ်ဒါကိုဘေးဖယ်လိုက်အဲ့လိုကျွန်တော်တို့အာဏာရပြီးတော့နောက်တစ်ခါမဲရွေးတော့လူတွေစစ်တပ်ကိုမလို့ချင်တော့ဘူးတနိုင်ငံလုံးကစစ်တပ်ကိုယုံမုန်းနေပြီဒီတော့ NLD ပါတီဝင်ဆိုရင်ဝင်လိုက်ခွေးကောင်ပဲဝင်သရောင်းသားတယောက်ပဲဝင်ဖာလင်မတယောက်ပဲဝင်မဲပေးမှာပဲစစ်တပ်ကိုမလို့ချင်လို့ဒါကြောင့်အောင်ဆန်းစုကြည်ရဲ့ NLD ထဲမှာဒေါအောင်ဆန်းစုကြည် NLD ကသုံးပြတဲ့အများကြီးပါတယ်နော်တော့ကျွန်တော်ပြောဒုတိယစစ်တပ်ပါတီဆိုတာကလန်ကလုတ်ဖို့ပါတီဆိုတာကျွန်တော်ပြောရဲတာနော်ကြီးလိုက်တယ်ကျွန်တော်ပြောဘိုးကော်မတီထဲမှာစစ်တပ်တွေရွယ်စစ်တပ်လူထွက်တွေရွယ်ဝင်းထဲတို့နောက်ပြီးတော့ဒီဗာလဲဟိုအကြံပေးနိုင်ကဗိုလ်ချုပ်ဆုံးသွားပါပြီလူရုပ်မာကြီးပါဗိုလ်ချုပ်တင်ဦးလူစမရင်းကျင့်ခဲ့တဲ့ကောင်ကြီးသူတော်ကောင်းကြောင်ဆောင်နေတာဘကိုးရိုးမဆိုတာဟုတ်နေပြီးတော့အထက်ကနေအောက်ပဲဟုတ်ကြံကုန်ကြည့်နော်ဘကိုးအောက်မဆွဲကြည့်ရှေ့နှစ်ပေါင်းထောင်ပေါင်းများစွာတဲ့ကရင်နေထိုင်ခဲ့တာဘောမှာ14ရွာပဲရှိတယ်နော်အဲ့ဒါရဲနဲ့ချောင်းများမှာဝါမီချောင်းကွာလို့ပါတော့အများကြောင်နာမယ်ပြောဆို14ရွာချက်ပေါ်မှာအဲ့ပေါ်မှာလည်းစီးချပေါ်မှာလူမျိုးတစ်ခုသူ့ကိုရပြိန်းပေါ်မှာလို့ပဲစကားပြောအာမတိရှာမတိညစီဆဆာဘိုင်မလာဘိုင်လေဖူးနေဆိုအဲ့ပေါ်မှာလေအဲ့ချိန်မှာအောင်စိုးမိုးစစ်စင်ရဲ့သူကတိုင်မှုဗိုလ်ချုပ်တင်ကတခါလဲအရှိတော့ညပိတ်တော့ကြရင်တိုက်တာအဲ့မှာ KUP နောက်ပြီးတော့ဒီဘာကပလို့ပေါ့နော်ဝိုင်းတိုက်တဲ့ခါအဲ့မှာဘာကပတွေကလည်းတတ်ဆုပ်သွားကြရင်တော့အတင်းပေါင်းချတာအဲ့ဒါသူကဗာလဲယဉ်ကျေးမှုတော်လာသူကယဉ်ကျေးမှုဟိုလိုပေါ့ကြရင်ယဉ်ကျေးမှုကိုပပြောက်လုပ်လိုက်တာမျိုးစုံအောင်လုပ်တာတမိုင်းနေနဲ့ဗာလဲရှိတဲ့ကြရင်ရွာကြီးတွေနှစ်ပေါင်းထောင်ကြီး2000ကျော်လောက်ကပြောအင်္ဂလိပ်ခေတ်မှာဖျားเจ้าတို့ကြီးကျယ်ပဲတိုက်เจ้าနေနဲ့အခုသွားကြည့်အုတ်ခုံပဲရှိမယ်အဲ့ရွာတွေမောင်းချကြရင်တွေကြောက်လာအဲ့ဒီတောင်ကလည်းဟိုဆွာအထက်ကနေဗမာရွာတွေဝိနာဟိုတောတောင်ချီနာမပွင့်ပြော့နေမှာဖြောက်ထိုးထဲတယ်ရွာတွေအဲ့မှာကြောက်လို့မရမ်းကြောင်းမှာသွားကြည့်ခွင်းညိုဆိုတာနောက်တော့ဒီတောက်လျှောက်ပါနောက်မှဒီရဲရွယ်ချောင်းအခုရဲရွယ်10အောက်ကတ်ရပဲအဲ့တော့90ကိုတိုက်ရင်ရှိတယ်အဲ့90ကိုတိုက်ရင်လားကတ်ရဘာမှစိုက်လို့မရတယ်သဲမြေကြီးကိုကရင်တွေကိုအဲ့မှာပေးနောက်ပြီးတော့အဲ့မှာရွှေချိုးပင်ဆိုရွာကရင်3000လောက်ရှိတယ်တောင်ပေါ်ဆက်ရွာကြောက်ရက်ကွက်14ခုနဲ့ဒီပိတ်စောနဲ့ကျုံကုန်းတာဆောင်ဖတ်လို့သွားတာရှုပ်ခင်မြောက်စကြက်ကျင်တော့ခင်တော့ခုနေခဲ့စကြက်ကြီးဧက4000ကျအဲ့ဒီဥစ္စာကိုထွန်းဟိုလည်းကျော်တို့ဒီဗာလဲဖိုက်တာကားတွေနဲ့ရင်ရတဲ့ကားနဲ့ရှင်းလင်းပြီးတော့အဲ့ရွာကြီးတဲပဲရေတွင်းပြူဆိုတဲ့နေရာမှာရွာကြီးတဲပဲရက်ကွက်နဲ့အဲ့မှာအိမ်ကိုကောင်းဆောက်ပြီးတာအမိုးတွေစက်ကယ်တွေနဲ့အကာဝါထင်ကအခင်းကပြင်နေတယ်မိတဲ့အိမ်တိုင်းဟုံးကြောင်းတွေကောင်းဆောက်ပြီးအဲ့တိုင်းပဲနော်နောက်ပြီးတနေရာကြောက်ရဲတွေတန်ရာပေးနာမှာအောင်စိုးမိုးစံပြကြီးရွာဆိုဟာသူ့မိုးတစ်ခုပေးနေလမ်းပေးနာအဲ့ချိန်မှာကြော်ပြောကြပါဗျမရင်းကျင့်စက်ခဲ့တယ်ဆိုတော့နော်ခါလို့ဥတင်ဝေးရလက်နဲ့ချလာကွန်မြူနတီမတွေနောက်ဘကရင်တွေတချို့လည်းကလည်း
တို့ကစာမတတ်တော့ကိုရိုးမှအကျယ်ရောက်မိနေတာတို့ကရွှေငွေတွေကိုတို့ကရောင်းဝယ်ဆင်တော့ရောင်းဝယ်ငွေနဲ့ပဲအဲ့ဒါကဒုံးတစ်ချဟာဗမာငွေ30ဝါဘူးထဲမှာစုတော့ဝဘိုးဘူးထဲမှာစုပြီးခေါင်းအုံလာတယောက်5-6တောင်တစ်သောင်းလေးရှိတယ်တို့ကမပြေးကြမျိုးမြောင်ကြမှာ5မိသားစုတစု5မိသားအဲ့ဒါတွေ့အကောင်စဖြတ်ပြောအဲ့ဒါဥတင်ကိုဆက်တာဥတင်ကိုကုန်ယူလာနော်နောက်ပြီးတော့ဒီလက်နဲ့ချလာတဲ့တက်ညီမနေနော်အဲ့မှာလွတ်သွားလာဒီကျွန်တော်ဖတ်လို့ဘေးနာကဟိုနဲ့ရှန်လူလားဆိုတာမိုးဆိုတာနာမည်တအားကြီးရနော်ဒီထန်းတွင်တိုက်ပွဲမှာဆော်ထွက်လိုက်တော့တက်ခွဲလိုက်ပြုတ်သွားတာတိုက်ရင်လိုက်ပြုတ်သွားအောင်ဆိုတာသူတယောက်ပဲနာမည်ကြီးလို့တခါလဲအဲ့မှာညောင်လေးမှာနောက်ပိုင်းဆက်ချုပ်စားလို့ကြားတယ်အလင်းဝင်လာလွတ်တာကြံတဲ့တက်ညီမိန်းကလေးတွေတရုတ်ပြည်ကနေပြန်လာတော့စားဖြူလှလေးတွေတရုတ်ဆိုတာပြီးကင်းပြန်သွားအဲ့ဒါလိုပဲလို့လို့လဲခုနကြော်ခေါ်တဲ့ဒီတောင်ငူရတယ်ဟုတ်ပကိုးတိတော့ကြောက်တကားမျိုးနဲ့ပဲတကုန်းဖြူမျိုးနဲ့ညောင်လွေးမျိုးနဲ့ဒိုက်မျိုးနဲ့အဲ့ဒီအန်တော့ပဲချမ်းပေါ့ပကိုးရုံးမရှိပဲချမ်းနွေရသည်ဆောင်းရသည်ပေါက်ပြီးနွေရသည်လဲလန်းပေါက်ဆိုလူကြတော့ခုတ်ထင်းခွေတာကိုအဲ့ဒီတောစားလဲလန်းကြောင်းမှာတွင်းတွေတူသလိုမင်းကျင်ပြီးကောင်မတွေဂိုလွန်လေးကျို့ခေါင်းကိုမြည်တဲ့ထိုးထက်ပေါင်းတဲ့တော့ကာယာကွာကြီးတွေမဲနာဟိုဥစ္စာနေရတယ်အဲ့လိုထားခဲ့တာလူတွေကမမြင်တော့အဲ့ဒါဂွေကုန်းငုတ်တူဝမ်းကျုပ်ဖို့ဆိုတာကြောက်တကားမြို့နယ်နောက်ပဲဟုတ်ပဲအောက်ပဲဆိုလူမြောင်တို့သာယာတို့အများကြီးပဲလို့သွားမြုပ်ပလိုက်ရတယ်ဒါခမများတို့လေးစားနေတဲ့ NLD နာယကကြီးဥတင်ဥစီသွားတဲ့လူရုပ်မာကြီးနော်မဟုတ်လို့ဘယ်သူပြောချင်လဲသွားမေးအဲ့ကြော်ပြောနေတာဟုတ်မဟုတ်လားဒါကြောင့်မလို့အဲ့ဒါတော့လာကြော်ပြောတပ်ပါတီလို့ကြော်ပြောတာတိုက်စစ်တပ်ရဲ့မိစ္ဆာပါတီလဲစားဖို့စစ်တပ်ကိုတော်လာလိုက်ဖျက်ဆီးဖို့အခုလေကျော်တော့စစ်တပ်ကဒေါအောင်ဆန်းစုကြကောင်းလုံနိုင်ပြီခဲ့တပ်အားဖြင့်လှုပ်ပေးခဲ့တယ်လှုပ်ပေးဖမ်းချုပ်ခံတယ်ဖမ်းချုပ်တဲ့အခါမှာမဲနိုင်သွားတာခုနပြောလို့ခွေးရွေးကောက် NLD ဆိုကုန်ပေးမှစစ်တပ်မှာမဲလိမ်လဲတာပါကြော်မပြောတော့အောင်ဆန်းစုကြည်နဲ့သမရဦးဝင်းမြင့်တို့ကိုဖမ်းတယ်နောက်နာမည်ကြီးထင်ပေါ်တဲ့ပုံကိုယ်တွေဖမ်းပြီးတော့ကြံတဲ့ခုနရွေးကောက်ခံတယ်ခုနသရောင်းသားတွေခွေးတွေဖာတယ်မတွေကိုတော့အဲ့ဒီနေပြီးတော့အဲ့ဒီစီပင်ကျုံတော့ထားတယ်နောက်ပြီးအဲ့ချိန်မှာဘယ်လိုဖြစ်လာလဲဆိုပေါ်ပေါက်လာတာငကားဆိုတာအာနာသိ6လငကားဟုတ်ချင်းတော်နာတက်သွားတော့တူမီတွေလုံစနတ်ခေါ်တော့ဗောနော်တူမီတွေခောက်ပြီးတော့ဒီလိုနှလုံးပြူစနတ်တွေဝယ်လာစတဲ့ပလဲနယ်က PDF ဆိုလို့လှုပ်ချလာပြေးတဲ့ပလဲနယ်ကကာကွယ်နော်တတ်ဆိုတော့လှုပ်လာတယ်ဟာအဲ့မှာလန့်လာပြီနောက်ကြောင်းသားတွေကလည်းလူငယ်တွေကလည်းအကြီးကျယ်တခါလဲတောထဲဝင်ကုန်တာကချင်ဘက်သွားလာနေတယ်ဘာဖြစ်အရေးခင်းတစ်ခုမှာကျွန်တော်နာမည်တော့မပြောတော့အဲ့ဥစ္စာနဲ့ကြောင်းသားကစက်ခံရတာဒီဥစ္စာသူနဲ့လန့်တယ်ဒါပေမဲ့ဟုတ်မဟုတ်ဆိုတာသူတို့အမှန်ကန်လို့သိတယ်ကြောင်းသားတွေကိုကချင်မစပါဘူးနော်သူတို့ချင်းချင်းသူတို့စတာပဲနော်အဲ့လိုကျွန်တော်တို့သတင်းရတယ်အဲ့တော့ကျွန်တော်တို့သတင်းရတဲ့အတိုင်းပေါ့နော်အဲ့ဒီမှာ KNU ကိုကြတော့စစ်သမိုင်းရှိလာပြီးတော့တကယ်စစ်မှန်တဲ့တော်လိုင်းဆိုလာကြကုန်တော့ဝင်ချလာKN လက်နဲ့ကင်နေဘယ်လိုပဲကွက် BGF DKB KNU KTL ဘယ်လိုပဲကွက်အလံတစ်ခုတည်းဆိုတော့သဘောပေါ့အကုန်လုံးသဘောထားကြီးတယ်လာတဲ့လူငယ်တွေကို PCL လည်းသိတယ် DKB လည်းသိတယ် BGF မောင်ချစ်သူတို့လည်းသိတယ်နော်အနောက်ရှက်မပေးဘူးလွတ်ချွတ်လည်းမမြောင်ဆောင်လွတ်ပေးလိုက်တာတချို့လည်းလမ်းပြပေးလိုက်ထိုးထည့်ပေးတယ်ဒါဟာကင်းခေါင်းဆောင်တွေရဲ့အတွေးခေါ်မညံ့ဘူးဆိုတော့သူတို့ပြောလို့မျိုးချစ်မြက်ကမ်းလည်းမဟုတ်ဆိုတော့ကျွန်တော်ပြောပြဗမာလူမျိုးလည်းကင်းချစ်တယ်ဆိုတာထောက်ထားပြအဲ့မှာရောက်လာကောင်စစ်ပညာသင်တဲ့ကောင်သင်ကင်းလာတော့သင်ပေးတယ်သင်ပေးတော့ခါလဲမျိုးလည်းပြန်ဝင်တော့ကအယူကြီးတွေလို့ဖောက်ခွဲလို့အမျိုးမျိုးလာလာမဟုတ်စကိုင်းကစအကုန်လုံးရောက်လာတော့မုံရွာလို့အဲ့ဒီမန္တလေးတို့ကစအကုန်ဝင်လာတာအကုန်လုံးသက်ဆိုင်တာစင်နာပေးဟုတ်ကရဏီဘက်လုံးဝင်တယ်အကုန်လုံးစင်နာပေးသူ့ပြန်တယ်အဲ့ခါဘုံငါလည်းထပ်ပြီးတော့6လပြည့်ဩဂုတ်လပဲလာမသိဟာသူကပလဲနေကငကားတတ်တော်ဆိုတော့ထပ်ဖွဲ့လာအဲ့အပူချတော့တကယ်တိုက်တယ်ပြီးတော့တူမီနဲ့စတိုက်တာလောက်လာတော့လူတွေလိုက်လာအဲ့မှာခုန
ဖုတ်ဝင်စားထားတဲ့အဖွဲစည်းကမျက်စိပြူးသွားတယ်နော်ဦးစန်းရွှေတို့မင်းအောင်လည်းမျက်စိပြူးဘာလို့မှမသိတော့သူတို့ဖုတ်ကောင်လေးတွေပြန်ဆက်ဆွင်းတော့လှုပ်လာကျွန်တော်အဲ့ဒါအာနာသိန်းဖြစ်လာတော့မယ်တခုဖြစ်မယ်ဆိုတာသိနေဘယ်လိုပုံစံမျိုးသူတို့တရံထွက်လာမလဲအဲ့မှာဦးစန်းရွှေနဲ့မင်းအောင်လည်းလက်မဲ့ရိတ်အောင်မှာဒီစီမင်ရုံးမှာစီရဖေးဆိုဖြစ်လာပြီဟာမှန်လာပြီတွေးသွားပြီအဲ့အောင်စီသူကဒီထိုင်းနိုင်ငံပဲလာပြီးတော့မှတိုင်းသားတွေပါမလားဆိုတော့ USCC လာပါလဲဖွဲ့လိုက်တယ် KU ခဏလေးကိုထွန်းလို့ဆိုဝင်ကြည့်တယ်ရှင်ချင်းဝင်တဲ့စင်ငယ်ဝင်တော့ဤစုံနာလို့ပြန်ထွက်လိုက်စုတ်ထွက်လိုက်ပတ်ကလေးတော့အဲ့မှာသူတို့တခါယုံုံကြီးများအဖွဲ့ဆိုစဖွဲ့လိုက်တော့ NUG တို့ပါတော့ဒီချိန်မှာပလဲကလည်းပါNUG ဆိုဖွဲ့ဟိုကောင်ဆွဲတဲ့ဒီကောင်ဆွဲတဲ့ဟာသူတို့ကအစိုးရဘောအမှတ်ရွေးချယ်တာဘယ်မှာဂတိကိုလဲကျန်းစစ်စာချိန်လဲသူတို့အစိုးရဖြစ်အောင်ဆန်းစုကြည်မပါဘယ်လုံးကကျန်းစစ်စာချိန်လို့မရဘူးဒေါအောင်ဆန်းစုကြည်ပါမှာရဒီတော့လက်စားမှုတဟာဒီလက်နဲ့ကန်လူငယ်တွေလည်းအဲ့တော့မူလူပေါက်နေအဖွဲ့လည်းမြိုင်တို့ဘာတို့ညာတို့ဟာသူ့အဖွဲ့နဲ့သူကအများကြီးတော့အဲ့ဒီကောင်တွေသူတို့ကပြန်ချုပ်ကန်တော့ခုတ်နံပါတ်တွေပေးတယ်ငကားကြတော့သူတို့ဘေးဖယ်တယ်ငကားကိုတိုက်ဖြတ်ဖို့သူတို့လာတာပဲအမှန်တော့နော်ဒီငကားအဲ့မှာငကားလည်းနောက်ပိုင်းကျတော့ဟိုကသူ့လက်မခံအယူကျသူ့လက်မခံဘူးသူ့ကိုသိတယ်လက်မခံတော့ငကားပါလေဆိုအဲ့မဲ့ဘာလဲMR လား NR လားပါလေအဲ့ဒီတက်ဖွဲ့လိုက်ဗမာပြည်ကကွယ်အဖွဲ့ဆိုတော့ဗမာပြည်စုကကွယ်ဆိုတော့ဖွဲ့ပြလိုက်ပဲသူ့စကားကြောင့်သူ့မဲပြီးချတော့လားသူကအဲ့လို MR ပါအဲ့ဒီ MBA ရလာပါလေသူဖွဲ့တယ်ငကတတာအဲ့ဒီကျော်လဲတော့မရှိပါဘူးခေါ်လို့မပြီးတော့ဘူးအဲ့မှာသူကဘယ်လိုအဲ့ဒီတက်ကိုသူဖွဲ့စည်းတော့တိုင်းသားတွေသူပြောလိုက်တယ်ကျော်တော့ဗမာလူမျိုးတိုင်းသားလူမျိုးတူပြီးဗမာလူမျိုးပြည်နယ်တစ်ခုကျော်လို့ရအောင်တိုက်ပြီပဲဆိုတော့ခင်ဗျားတို့တိုင်းသားတွေလည်းကိုယ်နယ်ကိုတိုက်ယူတိုက်ပြီးကိုယ်ချိုးကိုချပြည်နယ်အစိုးရချပြည်နယ်အုပ်ချုပ်ရေးဖွဲ့ချပြီးပြည်နယ်လောတွေပါစီချလုပ်ပြီးကျော်တို့လည်းလုပ်မယ်လုပ်ပြီးဆိုရင်ကျော်တို့ဟိုနဲ့ရွေးကိုယ်စလဲရွေးကောက်တယ်ဒီကိုယ်စလဲပြည်တော်စုကြီးကိုတီချောက်မယ်စစ်မှန်တော့ဒုတိယပြည်တော်စုစစ်မှန်ပြန်ဖွဲ့မယ်ဆိုဒီစကားကိုကျေဆက်လုံးပိုင်ထားတဲ့ကောင်တွေကတီချောက်ထားကောင်ကမဟာဗမာတွေအသက်ထိနာသွားလားအနေတစားထိုးလို့ငကားအောင်မဲရီအဲ့မှာထိတ်ဆုံးကထောက်ခံလိုက်တာ KTL တွေကဘုံကျုံးမြနေရမြကျွန်တော်သူ့ပြောငါဒူဒါတော်မင်းထောက်ခံမှုသိတယ်ဆိုတော့စာရေးထောက်ခံလိုက်နောက်ပိုင်းကျတော့ငကားကိုလည်းကျွန်တော်ဖုံးဆက်ပြီးတော့ပြောတယ်ငကားလည်းကျွန်တော်ပြောခဲ့ခဏမင်းတို့စိတ်ထိန်သိရတဲ့ဝမ်ပေါင်မြေဘာပြတရုတ်ဖြစ်ဖြစ်အခြားကုမ္ပဏီကပစ္စည်းလုံးဝမထိခိုက်တဲ့ထိန်သိမ်းထားပြီးတတိယစစ်ပွဲကြီးပြင်တာတယ်မင်းတို့ပြန်ပြီး investment ပြန်ခေါ်လိုက်အဲ့ကုမ္ပဏီတို့သူတို့မပြန်လာတော့ဘူးဆိုမင်းတို့ရောင်းချထုခွဲလိုက်သူတို့ပြန်လာရင်မင်းတို့အဲ့မှာရတဲ့ share အကောက်ခွန်တွေကိုမင်းတို့အညာသားရိုးသားတဲ့အညာသားကြီးတွေဘဝပြန်လဲတိဆောက်ရေးအတွက်ကိုအဲ့ငွေတွေပြန်မတီးပေးလိုက်နော်မလာဘူးဆိုရင်ရောင်းချပေါ့ကွာရောင်းချအိမ်ဒီပါလေရှိနေဆောက်ဦးတွေရှိဆိုမဲဖောက်ပေးလိုက်အဲ့တော့ငကားလက်ကဒီတော့မင်းအဲ့ဒါကိုမင်းထုတ်ပြန်ကြည့်တာဟုတ်လဲမင်းတတ်တွေကိုဒါတွေမလို့ငကားထုတ်လဲထုတ်ပြန်တခါလဲဟိုမှာအဲ့ဒါကိုမထိခိုက်ဘူးပေါ့သူခင်ဗျာလိုက်နာပါလေနောက်ပြီးတော့သူ့လည်းကျွန်တော်ပြောတယ်မင်းကိုအဲ့ဒီမင်းကိုမလူလာတဲ့အဖွဲ့ကနေမင်းကိုတုတ်သိရှင်းလို့အကုန်လုံးလေ့ကျင့်ရည်လုပ်နေတယ်တတိထားဆိုနောက်များမကြောက်ပေါ်လာပဲလေဇော်တက်တော့ဘာသေးလဲငကောက်တောက်ကိုအကုန်လုံးလေ့ကျင့်ပေးတယ်အဲ့ဒီခါမှာရခိုင်ပြည်နယ်ကနေဒီကျော်အေယာဝတီတိုင်းကိုရောက်ရှိလာတဲ့ပညာရေးဌာနကသူ့အမေပေါ့နော်အဲ့ဒီကောင်မလေးကဘာអော်လဲဆိုတော့ဒီကောင်မလေးကကျွန်တော်မပြောလို့ပါဘူးနော်အချိန်မျိုးကင်လို့ရတယ်တိုင်းသားနဲ့နိုင်ငံသားနဲ့ဘယ်လိုလက်ထဘယ်လိုလက်သားအချိန်မျိုးလုပ်လို့ရတယ်ကျော်တို့မှာကျွန်တော်ရဲ့အဖွဲ့အစည်းတစ်ခုရှိတယ် Crane Eagle Call ဆိုတာအထူးစုံစမ်းထောက်လိုင်းရတယ်အထဲမှာလည်းရှိလို့အပြင်မှာလည်းရှိတယ်နော်ဒီတော့ကျော်တို့အကုန်သိတယ်သူကဘယ်လိုငကားဟာဘာညာဟိုနဲ့တရုတ်ရဲ့ဩဇာခံဖြစ်တာတွေ့လာပေါ်လာပြီပါလေဒီ
ဒီကောင်မလေးကမိတ်ဆာမလေးနော်ရုပ်လေးချောချောပန်းပြတဲ့လူတွေစိတ်ဝင်စားပေါင်လုံးလေးကလည်းလှလှလေးနဲ့ဒီတော့သူဘသူတွေခြေတော်တင်ဖြစ်ခဲ့လာတာကျွန်တော်အကုန်သိတယ်မခင်မို့ထုတ်ပြောပြီးပြောတာမလို့ဒီတော့ကျွန်တော်ပြောချင်တာကဒီတော့အခုချိန်မှာသူတို့ကငကားဝိုင်းဖြုံလို့သူတက်တယ်သူပြေးတယ်တောင်ပိုင်းမြောက်ပိုင်းရှေ့ပိုင်းအလယ်ပိုင်းဘာတညာတက်ပါတောင်ပိုင်းတညောက်ဝတ်တာအဲ့မှာသူလက်ခံလာကရဏီပဲနော်အဲ့မှာဘာဖြစ်လို့ကရဏီဖြစ်တဲ့တည်းရှိနေဒီတော့အားလုံးနဲ့မှာကျွန်တော်ပြောခဲ့လို့ဒီအခုကရင်ထဲမှာရှိတဲ့ PDF တွေကိုကရင်ကမဟာမိတ်တက်လို့ခေါ်လာရှင်းရှင်းလဲနော်ကရင်ကောင်းတော့လည်းမညံ့တော့ဒါမညံ့တော့ကရင်ကလည်းတကယ်မြို့သိမ်းတိုက်ပွဲဝင်ရလားအမဲချွေတိုက်ပွဲကိုလုပ်နေတာနော်အမဲချွေပဲလားချွေမယ်လားချွေမယ်ဒီတော့အဲ့မှာကိုဇွဲတို့ဘာလို့ညာတော့အများရှိတတ်တယ်ကရင်နယ်ထဲမှာKNU ပူအောင်တက်လို့ပဲဆုံးတာဘာမှ agreement မရှိဘူးဘာဖြစ်လဲဆိုတော့မဟာမိတ်တက်ဆိုတော့ agreement ရှိရတယ်နော်ဘရင်းရင်ဂတိကဝတ်တွေရှိရတယ်ကျွန်တော်တို့ဒီကျောင်းသားတက်တွေကိုကျန်တဲ့တက်တွေအကုန်လုံးတွေကိုကျွန်တော်တို့ကမဟာမိတ်လို့ခေါ်ရဲဆိုတာဝန်ကြီးချုပ်ဦးစိန်ဝင်းရောက်လာတဲ့ချိန်မှာသူ့ဆိုရသူကငါတို့ကမဲရွေးခံလိုက်လို့ဆိုရမဖွဲ့ဘူးကောင်းကောင်းဖြေရင်ကောင်းတော့တယ်အဲ့ချိန်မှာကျွန်တော်တို့ခင်ကောင်းတော့လည်းမဟုတ်ကျွန်တော်တို့ကတက်ပေါင်းစုနဲ့အောင်ပွဲခံမယ်ဆိုတာမလာတာ DAB အကုန်လုံးရှိထားပြီးသားရတယ်ဟုတ်ကချင်တို့ဘာလို့ဒီဘရာဆိုင်တို့ဘာလို့ဒီအခုဂွမ်မော်တို့နောက်ဘူမှုအိုင်စိတော့ကျွန်တော်တို့မာနယ်ဘလောမှာသူတို့ DAB ကောမှာကျွန်တော်ရုံချင်အောင်ကျွန်တော်စစ်တော့တာနေ့ရဖြတ်တော့တွေးကြတယ်ဂေါ်လေးဟာလေးလို့ဒါမှသူမေ့သွားမယ်နော်ဒီတော့အဲ့ဒီချိန်မှာသူကအဲ့ဒီခေါင်းဆောင်တွေလာတွေ့ဆုံတော့အဲ့မှာမာနယ်ဘလောစာချုပ်ဗြိညင်စာချုပ်တော့ရေးဆွဲတယ်ကိုအောင်ထူးတို့ပါတယ်ဦးသိန်းဦးတို့ပါတယ်ပါတဲ့လူတော့အများကြီးပဲအမေရိကန်ကတကယ်ဥပဒေပညာရှင်တွေကိုယ်တိုင်လာပေးတာနောက်ပဲသင်တန်းအောင်လည်းလာပေးသွားတယ်နော်ဒီတော့ဗမာပြည်ဟာ United Country တပြည်တော်စနစ်ဆိုတာအဲ့မှာအကုန်ရှင်းပြသွားတာတပါတီတာနာချင်းအုပ်ချုပ်တာထိုင်းနိုင်ငံဆိုလဲ Unitary ပဲပြည်နယ်မရှိဘူးသူကခရိုင်နေနဲ့အာဏာရှင်တယောက်နဲ့အုပ်ချုပ်တာဒါသူရှင်းပြကျွန်တော်တို့အဲ့သင်တန်းမှာတက်ခဲ့ပါလေဥပဒေဆိုင်တို့ဘာလို့ဒေါက်တာအိုင်ဇင်းတို့နောက်ပြီးတော့ဗိုလ်ချုပ်ကောင်မောပါလာမသိအဲ့မှာမာနယ်ဘလော့ DAB ကောင်းမှသူသင်တန်းပေးတာအများကြီးကင်ကောင်းဆောင်တွေတကယ်ကျွန်တော်သိခဲ့တယ်ဒါကြောင့်မလို့ကင်ကောင်းဆောင်အလုံးနဲ့တွေ့ဆုံတာဆိုတာဗြိညင်စာချုပ်တွေရေးဆွဲပြီးတော့မှနိုင်ငံအမိပေးပေါ်တာသူတော်စဉ်းစားတဲ့ခြေချပြန်6လအတွင်းဘာဖြစ်လို့အလုံးမြစ်တွေဟာအထရန်တို့ဂျိုင်းတို့ဘာလို့အေယာရီတို့စေတောင်းတို့သံလွင်တို့အကုန်လုံးမြစ်တွေကအာရမပင်လေတဲ့ဝင်သွားတယ်ဒီတော့အာရမပြည်တော်အာရမပြည်တော်စုလို့ခေါ်မလားဘယ်လိုခေါ်မလဲဒါတွေဆိုတော့စဉ်းစားတယ်ဒီမြစ်ရေဟုတ်ထက်ကကချင်တဲ့ပေါ်မှာလေတောက်ခဲ့သလိုအောက်ကကရင်တွေမွန်တွေရခိုင်တွေလည်းတောက်ခဲ့တယ်နော်ဒီတင်းတင်းလိုက်ပေါ့အကုန်လုံးအာရမတွေဝင်လို့ကျွန်တော်အာရမပြည်တော်စုဆိုတဲ့နိုင်ငံတော်စဉ်းစားသွားတယ်နောက်ဆိုcommunication စကားဆက်သွယ်မှုဗမာစကားကိုအများဆုံးသူတွေကပြောဆိုနိုင်တယ်နားလည်နိုင်တယ်အတွက်ကြောင့်ဘယ်တော့ရုံးဆုံးဗမာစကားနဲ့အင်္ဂလိပ်ဖြစ်သွားမယ်ပြည်နယ်ရုံးဆုံးစကားတွေကအင်္ဂလိပ်နဲ့ကိုဘာသာစကားဥမာကချင်ဆိုကချင်ဘာသာစကားအင်္ဂလိပ်ကရင်ဆိုကရင်ဘာသာစကားနဲ့အင်္ဂလိပ်ဗမာစာတော့မဖြစ်မနေအလေတန်းရေးတတ်ဖတ်တတ်နားလည်နိုင်အောင်သင်ကြမယ်ဆိုတာတော်တူညီချက်တွေအများကြီးရှိခဲ့တယ်ဒါကြောင့်လို့ဒီတက်တွေမှာအုပ်ချုပ်တာဘာလို့လဲအများဝိုင်းတင်လို့ဗိုလ်ချုပ်စောဖို့များဖီးမာချယ်သဘောမျိုးနော်ဖြစ်သွားတယ်ဗိုလ်ချုပ်မူကြီးပေါ့အကုန်လုံးတက်ချုပ်အဲ့တော့ဥပဒေဆိုင်တော့ဒုတိယအုပ်ထလာကျွန်တော်မေးသွားတာစီးလိုက်သူဖြည့်ဆွတ်ပြောပါနှစ်ပေါင်းကျွန်တော်လည်းအခုကအသက်80နာကောက်ဆိုမေ့ရော့ဖြစ်နေကျွန်တော်သတိရတဲ့ဘိုင်းတွေကျွန်တော်ပြန်ပြောဒါကြောင့်မလို့အခုကျွန်တော်တို့ကအရင်ကလည်းအခုအခေါ်တယ်ကြွေးကြတယ်ဆိုတော့နော်မဟာမိတ်နဲ့ပူပေါင်းနဲ့ဒါကိုကျွန်တော်ရှင်းပြထားပါတော့တကလားဒီတော့ဒီနေ့ဒီချိန်မှာသူတို့ကငကားကြီးကိုအမျိုးနီးနဲ့တိုက်ဖြတ်နေတဲ့ချိန်မှာတကက်ဗမာကောင်းဆောင်တွေအစ်စ်မှဖြစ်တဲ့ဗမာတွေကကိုလူမျိုးကိုပြည်နယ်ကိုပြန်ပြီးလွတ်မြောက်နေပြီဖြစ်ဖို့လုပ်ဖို့ကိုထွန်းအောင်ကျော်တိုင်မင်လားတိုက်တွန်းလာဒါကြောင့်
အခုချိန်မှာငကားပဲလက်နဲ့ချက်ချချင်းတယ်ရခိုင်နယ်ပဲရောက်ခရင်ယူနယ်ပဲရောက်တနေ့ကျငကားကအမောက်ပြန်ထောင်မယ်လို့တော့ကျွန်တော်ထင်တာပဲကျွန်တော်ယုံကြည်ပါတယ်နော်ငကားကိုကျွန်တော်ကချစ်တာတဲ့ဗမာလူမျိုးချစ်နေတာနော်အညာသားကြီးလို့ချအညာသားနဲ့ကရင်နဲ့အတူတူပဲပွင့်ပွင့်လင်းပြောတယ်မဟုတ်မခံလေးတဲ့တူကြီးပြောတာမလိမ်မညာမလွယ်ဝဲဘူးစားတော့နေလေကရင်လိုပဲတို့မှမရှိနဲ့စားပြီးအဲ့ဝကြည့်ပြုံးတယ်ကျွန်တော်လည်းဗမာအိမ်မှာစားဘူးတယ်ဒီအထက်ညာဒေသဗမာလူမျိုးနဲ့ဖာပွန်တောင်းပေါ်ကြီးအတူတူပဲစိတ်ထားအဲ့လိုမရတော့ဘူးတစ်လုံးခိုင်ဖေုံမသိဘူးကရင်လိုပဲဒါကြောင့်ရိုးသားဖြူစင်တဲ့ဗမာတွေကိုကျွန်တော်ချစ်လို့ဒီစကားထုတ်ပြောတော့ကိုထွန်းအောင်ကျော်တို့ခင်ဗျားတို့ဘယ်လိုပုံစံဖြစ်ဘယ်လိုခင်ဗျားသိတဲ့လူနဲ့စုစည်းပြီးတော့ဗမာလူကြီးများအဖွဲ့ကိုစုစည်းဖွဲ့ပြီးတော့အချိန်ဆောက်မလို့ပြီးအခုကတိတ်ဟိုနဲ့ခက်ခဲပြနေ crisis ပေါ့နော်ဒီခက်ခဲတဲ့မှာအခု NUG ခြေလမ်းနဲ့ဘယ်လိုဆိုလူတွေတော်တော်သိနေပြီဒါပေမဲ့ဖရရွှေရောင်မကွာသေးလို့တောင်မိုးမှမသိတာနောက်မှဖွတ်ထွက်လာမှတောင်မိုးမှသိရဆိုခင်ဗျားတို့နောက်ကြပြီဒီဖွတ်ကြမထွက်ခင်ခေါင်းလေးတောင်ဖို့ပြုံတယ်ခင်ဗျားခေါင်းဖြတ်ချလိုက်တော့အဲ့တောင်မိုးကြီးလည်းဖရဟုတ်ပါမဟုတ်ကန်ချပလိုက်တော့နော်အဲ့လိုလုပ်လို့ခင်ဗျားတို့ဒီတကက်စိတ်ဓာတ်နဲ့တော်လန်ရေးကိုတိုက်ခဲ့တဲ့ရဲဘော်တွေရှိတယ်အစုအဖွဲ့တွေရှိတယ်AUအောက်ကမဟုတ်တာတွေAUအောက်ကဟုတ်တာတွေလည်းတချို့ကောင်းတဲ့လူရှိအဲ့လူငယ်တွေပြန်စူးစီးတီဆောက်ဖို့သူ့နေရာပြန်ချပေးနိုင်ဖို့ခင်ဗျားတို့ဒီကနေကြိုတင်ပြင်ဆင်ထားတော့ဒီတော့တာဝန်ခွဲဝေလုပ်ဖို့လိုအပ်ပြီးဆိုတာကျွန်တော်တိုက်တွန်းပြောဆိုရင်းနဲ့ဒီနေရာမှာကျွန်တော်ရဲ့တင်ပြချက်အားလုံးကိုရုပ်သိမ်းပါတယ်နောက်တစ်ပတ်ခါကျွန်တော်ထပ်လာမယ်ဒီတဲ့ကျေပြတဲ့စကားတွေခင်ဗျားတို့သိချင်မေးလို့ရတယ်